စားသောက်ဆိုင်ဝန်ထမ်းကိုမှုတ်ပိုးပြီးရင်အကြီးအကျယ်စော်ကားရရောက်ပါတယ်။ဂျပန်နိုင်ငံကိုရောက်ရှိလာကြတဲ့မြန်မာလူငယ်တွေအပါအဝင်အနောက်နိုင်ငံတွေကလာကြတဲ့ကမ္ဘာလှည့်ခီးသွားတွေပါစားသောက်ဆိုင်တွေဟိုတယ်တွေနဲ့တက္ကစီတွေပေါ်မှာမကြာခဏဆိုသလိုမှောင်ရလုံးမိတတ်ကြတဲ့အပြုတ်မှုတစ်ခုရှိနေပါတယ်။ကိုကစေတနာနဲ့လှုပ်လိုက်ပြီးမြဲတစ်ဖက်လူကိုအကြီးအကျယ်စိတ်အနှောက်အယှက်ဖြစ်စေကအဆက်ခွဲသလိုဖြစ်သွားစေနိုင်တဲ့ယဉ်ကျေးမှုဥပဒေချက်တစ်ခုရှိပါတယ်ရှင်။အဲ့ဒါကတော့ဂျပန်နိုင်ငံအတွင်းမှာရှိတဲ့ဘလို့စားတောက်ဆိုင်ကဖေးဆိုင်ဒါမှမဟုတ်ဝန်ဆောင်မှုလုပ်ငန်းမျိုးမှာမစို့ဝန်ထမ်းတွေကိုအပိုဆောင်တစ်ပေးခြင်းကိုလုံးဝပိတ်ပင်တားမြစ်ထားပြီးတော့စပွဲပေါ်မှာပတ်စံအကျွေးတွေကိုမှုတ်ဖို့အဖြစ်တမင်ချန်ထားခဲ့တယ်ဆိုရင်တော့ဆိုင်ဝန်ထမ်းတွေကပိုင်ရှင်ကြံခဲ့ပါတယ်ဆိုပြီးတော့နောက်ကနေပြေးလိုက်ပြီးတော့ပြန်ပေးတတ်ကြပါတယ်အမေရိကန်နဲ့ဥရောပနိုင်ငံတွေမှာသဘောကောင်းပြီးတော့စေတနာရှိတဲ့အနေနဲ့ဝန်ထမ်းတွေကိုမှုတ်ဖို့ပေးတာဟာပုံမှန်မှန်တာအကောင်းတစ်ခုဖြစ်ပေမဲ့ဂျပန်မှာကတော့ဒါဟာဝန်ထမ်းတွေရဲ့တိတ်ခါကိုစော်ကားရရောက်သွားစေပါတယ်။ဒါဟာဂျပန်တို့မှာလုပ်ငန်းခွင်ကုန်သိက္ခာနဲ့အိုမိုတနာရှိစိတ်သက်ရှိနေလို့ပါပဲ။ဂျပန်လူမျိုးတွေရဲ့အတွေ့အခေါ်မှာဧည့်သည်ကိုအကောင်းဆုံးဝန်ဆောင်မှုပေးခြင်းဟာအလုပ်တောင်ဝန်ဖြစ်ပြီးတော့လာစားထဲမှာအဲ့ဒီဝန်ဆောင်မှုစရိတ်အားလုံးပါဝင်ပြီးသားဖြစ်တယ်လို့လည်းခံယူထားကြပါတယ်။ကိုကဝန်ထမ်းကိုတစ်ပေးလိုက်တဲ့အခါမှာဂျပန်ဝန်ထမ်းတွေရဲ့စိတ်ထဲမှာအောက်ကျနောက်ကျဖြစ်ရတဲ့ခံစားချက်မျိုးခံစားစရာပြီးတော့လုပ်ငန်းခွင်ကုန်သိက္ခာကိုပြင်းပြင်းထန်ထန်စော်ကားခံလိုက်ရတယ်လို့ဖြစ်သွားတယ်လို့ပါပဲ။သူတို့ရဲ့ဝန်ဆောင်မှုဟာပတ်စံပိုရရှိဖို့အတွက်လုပ်တာမဟုတ်ပဲနှလုံးသားတွေကလာတဲ့စေတနာဖြစ်လို့ပတ်စံနဲ့တန်ဖိုးလာမဖြတ်ပါနဲ့ဆိုတဲ့သဘောပဲဖြစ်ပါတယ်။နောက်ပြီးတော့ဂျပန်စားသောက်ဆိုင်တွေမှာဝန်ဆောင်မှုစိတ်ကို bill အထဲမှာတည်ဝန်တွက်ချက်ထားပြီးသားပါဂျပန်ရဲ့အစမြင့်စားသောက်ဆိုင်ကြီးတွေဥပမာရိုးရဟိုတယ်တွေမှာဆိုရင်ခီးသည်တွေစီကနေမုံပိုးတီးတက်မျှော်စရာမလိုအောင် bill ဆက်ရွက်ထဲမှာတင်စပချအဖြစ်10%ခိုင်နှုန်းကနေပြီးတော့15%ခိုင်နှုန်းအထိဥပဒေကြောင်းအရတည်ဝန်ထည့်သွင်းဖြတ်တောက်ထားပြီးသားဖြစ်ပါတယ်ဒါကြောင့်ဆိုင်ကသတ်မှတ်ထားတဲ့ပမာဏအတိုင်းကွက်တိပေးချေလိုက်အောင်နဲ့လုံလောက်နေပြီဖြစ်လို့ခီးသည်တွေအနေနဲ့ကပတ်စံအပိုးပေးဖို့လုံးဝမလိုအပ်ပါဘူးရှင်ဒါပေမဲ့ကိုကပေးချင်လို့စပွဲပေါ်မှာပတ်စံတမင်ချန်ထားခဲ့ရင်ဆိုင်ဝန်ထမ်းတွေလည်းဒုက္ခများရပါတယ်။နိုင်ငံသားတချို့ကပတ်စံချန်ခဲ့တတ်ကြပါတယ်။ဒါဟာဂျပန်ဝန်ထမ်းတွေအတွက်တော့အကြီးအကျယ်ဒုက္ခရောက်စေပါတယ်။ဘာကြောင့်လဲဆိုရင်ဂျပန်ဆိုင်တွေရဲ့စီကံအရစပွဲပေါ်မှာပတ်စံကြံခဲ့ရင်အဲ့ဒါကိုဝန်ထမ်းကကိုယ်ပိုင်အဖြစ်ယူဆောင်ခွင့်လုံးဝမရှိပါဘူး။ဧည့်သည်မတော်တဆမိကြံခဲ့တဲ့ပစ္စည်းအဖြစ်သတ်မှတ်ပြီးတော့ဧည့်သည်နောက်ကိုအပြေးလိုက်ပေးရမယ်အပြင်လူမမီတော့ဘူးဆိုရင်လည်းသက်ဆိုင်ရာစီတော့အပ်ပြီးတော့စီရင်စရာတွေဖြည့်သွင်းရတာမို့ဝန်ထမ်းတွေခင်ဗျအလုပ်ပိုရပြီးတော့စိတ်ညစ်ရပါတယ်။ဒါကြောင့်မလို့ဂျပန်စားသောက်ဆိုင်တွေမှာသွားစားတဲ့အခါဝန်ဆောင်မှုအလွန်ကောင်းလို့ကျေးဇူးတင်နေဆိုရင်ပတ်စံအပိုးပေးမဲ့အစားအသောက်တွေအကုန်လုံးကုန်အောင်စားပေးခြင်းနဲ့ဆိုင်ကနေထွက်ခွာတဲ့အခါဝန်ထမ်းတွေကိုမျက်နှာချင်းဆိုင်ကြည့်ပြီးတော့ကိုချီဆိုစာမဒက်ရှိတာအရသာရှိစားခဲ့ရတဲ့အတွက်ကျေးဇူးတင်ပါတယ်လို့ပြုံးပြုံးလေးနှုတ်ဆက်စကားပြောပေးခြင်းကသာဂျပန်လူမျိုးတွေအတွက်အလားပါဆုံးနဲ့အားရကျေနပ်စရာအကောင်းဆုံးမှုန့်ပိုးလက်ဆောင်ပဲဖြစ်ပါတယ်ရှင်။